Squid Game မင်းသားကြီးလီကြောင်ကြီးရဲ့အချစ်ဟာတာဇက်ကတက်လေ Night to Me ကိုဇက်ကလေးကတော့ထွက်ရှိလာပါပြီ။ကမင်းသားရဲ့အစင်နှစ်ကျော်မှာပြန်လည်ရိုက်ကူးတဲ့ Roman ဇက်ကဖြစ်တယ်လို့ဒီဇက်လန်မှာမင်းသားကိုကြည့်မဲ့ဆိုတော့နည်းနည်းတမျိုးကြီးဖြစ်နေလဲမယ်လို့သိကြပါတယ်။ review လေးမလုပ်ရင်ဇက်လန်လေးကိုကျွန်တော်နည်းနည်းလေးအရင်ပြောပြမယ်။ဇက်လန်ပုံစံလေးကတော့မင်းသားအင်ဟွန်ဂျွန်ကပုံနှိပ်တဲ့တစ်ခုမှအလုံးလုံးရင်းနဲ့ပုံနှိပ်လာတဲ့စာရေးဆရာရဲ့ Ghost the Bright Combi Goo ဆိုတဲ့ဆောင်းတော့စီရီကိုဖတ်ပြီးတော့သဘောကျတော့ပြီးတော့အဲဇက်လန်မှာပါဝင်ရိုက်ကူးခဲ့ပြီးတော့ season 40တောင်ရိုက်ကူးအောင်မြင်ခဲ့တဲ့တရုတ်ဆောင်တရားပါအမြဲတမ်းအစုံတော့စရုပ်ကြီးကိုပဲနှစ်တော့ကြတရုတ်ဆောင်နေရတာကြောင့် romantic drama ဘက်ကိုခြေလန်းတက်လှမ်းနေနေတဲ့သူပါဝီကြောင်ရှင်းကတော့အရန်တော်တဲ့ဒီနေ့ထောင်လေးတယောက်ဖြစ်ပြီးတော့စုတွေပါစုကိုရရှိလာတဲ့နိုင်ငံကြီးတတိတောင်ဖြစ်ခဲ့ပေမဲ့လည်းအဂလီလိုက်စားမှုတစ်ခုကိုဖုံးကွယ်ရကနေပျော်ပြေးဌာနကိုယာတုချကန်လိုက်ရတဲ့သူပါဒါအပြင်သူမမင်းသားအင်ဟွန်ကျွန်းကြောင့်ယာတုကျသွားလို့မင်းသားကိုမုန်းနေပေမဲ့လည်းမင်းသားရဲ့ရုပ်ရှင်တွေကိုကြည့်ပြီးသွားတဲ့အခါမှာတော့မင်းသားကိုအရန်ကြိုက်သွားပြီးတော့စုံတော့ဇက်လန်တွေရဲ့ play တက်လည်းဖြစ်လာပါတော့တယ်။ဒီနေ့မှာသူမဟာမင်းသားနဲ့တွေ့ဆုံခဲ့ပြီးတော့အချိန်မှာပဲဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတော့စိတ်လူစရာပဲကြည့်ရမှာဖြစ်လို့မင်းသားနဲ့တည်င်းဟောင်းမလီတို့ကြားကအချစ်မုံဆက်ဆံရေးကိုဟာတက်လီနော်ပြီးတော့ romantic ဆက်ဆံကြည့်ရမယ့်ဇက်ကလေးဖြစ်ပါတယ်။အဓိကတရုပ်ဆောင်အနေနဲ့လည်း Squid Game တွေကမင်းသားကြီးလီကြောင်ကြီး The Glory ဇက်လန်ထဲမှာမင်းသမီးလီဂျီယွန် First Landing on ဇက်ကထဲမှာမင်းသမီးဆိုဂျီဟီ The Hunter ပဲလေးဇက်ကထဲမှာမင်းသားကင်ဂျင်ဟိုတို့ကအဓိကပေါဝင်တရုပ်ဆောင်ထားပါတယ်။အရှင်ကားတွေပေါ့ဒီ heavy drum မှာမျိုးစားအနေနဲ့ပဲတွေ့ရတဲ့ဒီတရုပ်ဆောင်၄ယောက်မှုလို့လာတော့မသိပါဘူးဒီ Roman ကဒီဇက်ကလေးမှာပါတော့တွေ့ရတော့တမျိုးကြီးတော့ဖြစ်နေလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ကျွန်တော်အနေနဲ့ဇက်ကလေးကိုကြည့်ပြီးပြောရရင်တော့ဇက်ကလေးကကြည့်လို့တော့ကောင်းပါတယ်ပေါ့ပေါ့ပပနဲ့အချစ်ဟာတာကားလေးပေါ့ rating အနေနဲ့ဆိုရင်လည်း IMDb 8.1 ထိတောင်ရရှိရတဲ့အတွက်မဆိုးလို့တော့ပြောလို့ရပါတယ်အဲ့မှာပေါ့မင်းသားကိုကြည့်ရတာတမျိုးကြီးတော့ဖြစ်နေလိမ့်မယ်ဆိုတော့မင်းသားကအတက်ပဲကြီးရလို့လားဒါမှမဟုတ်လေကျွန်တော်တို့ဒီမင်းသားကိုအရှင်ကားနဲ့ပဲမြင်တာများလို့လားမသိပါဘူးသူတို့ဟာတက်ကအချစ်ကားလေးမှာမြင်ရတော့ဟိုကြည့်ရတာတမျိုးကြီးတော့ဖြစ်နေတယ်ပေါ့ဒါပေမဲ့သူ့ပုံစံနဲ့ပဲမလိုက်လို့လားဘာလားတော့မသိပါဘူးဒါပေမဲ့ကြည့်လို့တော့ကောင်းပါတယ်ဒါပေမဲ့တမျိုးကြီးတော့ဖြစ်နေလိမ့်မယ်ဗျာမင်းသားကိုကြည့်မဲ့လူလို့ဆိုရင်တော့ဒီတချို့လူဆိုရင်တော့ကြိုက်ရင်ကြိုက်လိမ့်မယ်ပေါ့ဇက်ကပုံစံကဘယ်လိုပြောရမလဲပေါ်တယ်လို့ထင်တဲ့သူလည်းရှိမယ်မပေါ်ဘူးလို့ထင်တဲ့လူလည်းရှိလိမ့်မယ်ဒါပေမဲ့ကိုရီးယားကားတွေကဒီလိုပုံစံမျိုးပါပဲအကုန်လုံးကတော့ကျွန်တော်တွက်ဆိုရင်တော့ကြည့်ရတာအဆင်ပြေတဲ့ဇက်ကလေးပါပဲဒီတရုတ်ဆောင်လေးနဲ့လည်းကိုကြိုက်တဲ့တရုတ်ဆောင်လေးပါမယ်ဆိုရင်ဒီမမြင်မှုနဲ့ပုံစံမျိုးနဲ့တွေ့ရမှာဖြစ်တဲ့အတွက်တွားကြည့်တင်တယ်လို့တော့ကျွန်တော်ထင်တယ်ဗျာဒီဇက်ကလေးတွားကြည့်ကြည့်ပါကောင်းပါတယ်တို့ကြည့်အချစ်ဟာတာကားလေးပေါ့ပေါ့ပေါ့လေးနဲ့ကြည့်လို့ကောင်းတဲ့အဲအလွဲလေးတွေနဲ့ကြည့်လို့ကောင်းတဲ့ဇက်ကားလေးပဲဖြစ်ပါတယ်တွားကြည့်တင်ပါတယ်တွားကြည့်ကြည့်ပါဘာလို့ဆိုတော့ Squid Game မင်းသားကြီးလီကြောင်ကြီးရဲ့ဇက်ကားလေးဖြစ်တဲ့အတွက်သူ့ဖန်နေဆိုတွားကြည့်ပါကြည့်လို့ကောင်းတဲ့ဇက်ကားလေးပဲနိုဝင်ဘာလ4ရက်နေ့ကထွက်ရှိလာပြီးတော့အပိုင်းနေနဲ့အခုလက်ရှိကတော့2ပိုင်းထိပဲကျွန်တော်ကြည့်ရသေးတယ်ကျွန်တော်ဒီဗီဒီယိုတင်တဲ့ချိန်ညရင်တော့4ပိုင်းလောက်ထိတော့ရှိထွက်ရင်ထွက်လောက်မှာပေါ့နော်ဇက်ကလေးကိုစောက်ကြည့်ရင်အင်္ဂါဗုဒ္ဓနေ့တိုင်းစောက်ကြည့်လို့ရမှာဖြစ်ပြီးတော့အင်္ဂါဗုဒ္ဓနေ့တိုင်းစောက်ကြည့်လို့ရမှာဖြစ်ပြီးတော့ဘာမှကြည့်ရမှာမသိဘူးဆိုရင်ကျွန်တော်ရဲ့ channel Z Cinema 123 Telegram channel လေးမှာလာကြည့်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုကြိုက်နေတဲ့ရင် like and share လေးလုပ်ခဲ့ပေးကြအောင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်